ဒီလိုမျိုးလိုက်လို့ဆိုတော့အဲ့လိုမျိုးဂယုစိုက်လို့ရှိရင်ပို့ပြီးတော့ကိုယ့်ရဲ့ဝေဒနာတက်တာမယ်ပေါ့နော်အိမ်မှာစိတ်ကူးနေုံနဲ့မပြီးဘူးအရေပြားဆိုတာကလေအဲ့လိုဂယုစိုက်မှပို့ပြီးတော့တက်တာတယ်ပြီးရင်အရေပြားမှာလေဒီလိုမျိုးခဏခဏလေးကိုကနေတိုင်းဆေးတွေတောက်နေဆေးတွေလိမ့်နေတယ်ဒါပေမဲ့အဲ့လိုမျိုးရုတ်တရက်ထွက်လာတာတွေအများကြီးထွက်လာတယ်ဘာအကြောင်းမှမရှိဘူးထွက်လာတယ်အဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုး skin care လုပ်လို့ရှိရင်ပိုတက်တာတယ် Hello အားလုံးပဲမင်္ဂလာပါရှင် Lily Two Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထူးထူးကျော်ပါရေပြားအထူးကုဆရာဝန်ပါ skin care လို့ပြောလိုက်လို့ရှိရင်လေအရင်ဦးဆုံးမြင်ကြမှာเนาะဝက်ချန်တင်းတိတ်သမားတွေအမဲဆက်အတွက်တို့နီလောင်ကွက်အတွက်တို့ပြီးရင်အရေးအကြောင်းလျော့အောင်လို့ပြုံးမြင့်နှုတ်နယ်အောင်လို့เนาะအဲ့လိုမျိုးအတွက်ပဲ skin care ကိုသုံးတယ်ဆိုပြီးတော့အဲ့လိုတွေးတတ်ကြတယ်လေဟုတ်တယ်မလားကျွန်မလည်းအရင်တော့အဲ့လိုပါပဲဒီနေ့လုပ်တဲ့ဒီဗီဒီယိုပေါ့နော်ဘယ်သူကြည့်မှာလဲဘယ်လိုလူမျိုးတွေကကြည့်ရမှာလဲဆိုရင်အရေပြားလူနာတွေကကြည့်တဲ့နယ်ဘယ်လိုအရေပြားလူနာတွေလဲဆိုရင်ကလေးတွေနဲ့လူငယ်တွေမှာဖြစ်တဲ့နှင်းကူလေနှင်းကူဖြစ်တဲ့သူတွေပြီးရင် psoriasis လို့ခေါ်တဲ့ဂျပွေးနာရောဂါခံစားနေရတဲ့သူတွေပြီးရင် seborrheic dermatitis လို့ခေါ်တဲ့အဆီနှင်းကူဝေဒနာတွေเนาะပြီးရင်ဝက်ချန်ရောအဲ့ rosacea ဆိုတော့ဝက်ချန်မဟုတ်ဘူးပေါ့နော်မျက်နှာမှာနေပြီးတော့အနီဖုတွေပေါက်တတ်တဲ့လူမျိုးတွေအဲ့လိုလူမျိုးတွေလည်းကြည့်တဲ့နယ်ဝက်ချန်ဆိုတာလည်းယောဂပဲလေနော်သူကလည်းကြည့်ရမှာပဲအတူတူပဲပြီးရင်ခယူသင်းတမန်ပြူသမားတွေပေါ့သူတို့လည်းအရေပြားယောဂအရေပြားနဲ့ဆိုင်တာတွေပဲเนาะပြီးရင် SLE လို့ခေါ်တဲ့အရေပြားလေးဘက်နာဒီလိုလူမျိုးတွေလည်းကြည့်တဲ့နယ်ပြီးတော့အရေပြားတွေတောင့်တင်းတယ်လေလေးဘက်နာအရေပြားလေးဘက်နာဆန်ဆန်ပဲကွာအဲ့လို PSS လို့ခေါ်တာပေါ့ Progressive Systemic Sclerosis Scleroderma လို့လည်းခေါ်တယ်အဲ့လိုလူမျိုးတွေလည်းကြည့်တဲ့နယ်အရေပြားတွေတောင့်တင်းနေတာလေအဲ့ဒါဆိုအခုကဘာပြောမှလဲဆိုလို့ရှိရင်အရေပြားလူနာတွေအတွက်ပေါ့နော်အရေပြားမှာဝေဒနာခံစားနေရတဲ့သူတွေအားလုံးအတွက်ကို skin care ကိုခြုံပြီးတော့ပြပေးမှာနော်ဒီလိုမျိုးလိုက်လို့ပေါ့ဒီလိုမျိုးလိုက်လို့ဆိုတာအဲ့လိုမျိုးဂယုစိုက်လို့ရှိရင်ပို့ပြီးတော့ကိုယ့်ရဲ့ဝေဒနာတက်တာမယ်ပေါ့နော်အိမ်မှာစိတ်ကူးနေုံနဲ့မပြီးဘူးအရေပြားဆိုတာကလေအဲ့လိုဂယုစိုက်မှပို့ပြီးတော့တက်တာတယ်ပြီးရင်အရေပြားမှာလေဒီလိုမျိုးခဏခဏလေးကိုကနေတိုင်းဆေးတွေတောက်နေဆေးတွေလိမ့်နေတယ်ဒါပေမဲ့အဲ့လိုမျိုးရုတ်တရက်ထွက်လာတာတွေအများကြီးထွက်လာတယ်ဘာအကြောင်းမှမရှိဘူးထွက်လာတယ်အဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုး skin care လုပ်လို့ရှိရင်ပိုတက်တာတယ်skin care ဆိုလို့နော်မျက်နှာလေးတစ်ခုတည်း skin care လုပ်ရမှာမဟုတ်ဘူး skin care ဆိုတာဒီကိုဂယုစိုက်တာကိုပြောတာ take care ပေါ့နော်အရေပြားကိုယ့်ရဲ့ရှိတဲ့အရေပြားကိုဂယုစိုက်တာအဲ့ဒါကိုပဲပြောမှာနေ့စဉ်လုပ်ရမယ့်အလုပ်ပေါ့rosacea ဆိုတာကဒီမျက်နှာဝက်ချံမဟုတ်ဘူးလေအနီဖုတွေထွက်တယ်ဆိုတာဟိုအရင်တော့အရှိဗီဒီယိုလေးတွေကြည့်လိုက်အောင်အဲ့မှာလုပ်ခဲ့ရတယ်နော်အဲ့ဒီ rosacea ကလွဲလို့ရှိရင်ကျန်တဲ့ဟာတွေအကုန်လုံးကလေရေပြားရဲ့ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာဖြစ်တတ်တယ်ခန္ဓာကိုယ်ရဲ့ဘယ်နေရာရဲ့ရေပြားပဲဖြစ်တတ်တယ်ဥပမာဝက်ချံတော်မှာလေခန္ဓာကိုယ် body မှာခန္ဓာကိုယ်ဝက်ချံဆိုပြီးတော့ထွက်တာရှိတယ်လေနော်အဲ့ဒီတော့ဒီအကုန်လုံးကိုဂယုစိုက်လို့ရှိရင်သူကပို့ပြီးတော့သိတာတယ်ပေါ့နော်ပျောက်ကင်းလွယ်တယ်အရေပြားကိုဂယုစိုက်တာဘာဖြစ်လို့ဂယုစိုက်ရလဲဆိုလို့ရှိရင်လေပြင်ပနဲ့ဆက်သွယ်မှုနော်ဒီခန္ဓာကိုယ်ကြီးကပြင်ပနဲ့ဆက်သွယ်မှုအတွေ့အထိအများဆုံးပေါ့နော်အဲ့တော့ပတ်ဝန်းကျင်မှာရာသီဥတုပြောင်းရင်တော့၎င်းတစ်ခုခုပေါ့အပူချိန်အပူအေးပြောင်းလဲသွားရင်တော့၎င်းသူကအခြေအနေပြောင်းသွားတယ်အဲ့လိုအခြေအနေပြောင်းသွားရင်ကိုယ့်ရဲ့ skin condition အရေပြားရဲ့အခြေအနေလည်းပြောင်းသွားတယ်အဲ့ဒါကြောင့်မလို့နော်ကျွန်မပြောတယ်နွေရာသီမှာသုံးတဲ့ဟာတွေဆောင်းရာသီမှာလာသုံးလို့ရဘူး lotion တောင်မှအဲ့လိုမျိုးနော်အဲ့လိုမျိုးလေးtemperature မှန်တော့အပူချိန်အပူအေးရာသီဥတုနဲ့လိုက်ပြီးတော့ကိုကလိုက်လျောညီထွေလိုက်ပြီးတော့လုပ်ရမှာပေါ့နော်အစားအသောက်တွေအဲ့လိုမျိုးစားတယ်လို့မျိုးပဲအေးလို့ရှိရင်အဝတ်တွေပို့ပြီးတော့ဝတ်တယ်မလားအဲ့လိုမျိုးပဲခန္ဓာကိုယ်ရဲ့အခြေပြားကိုလည်းဒီသူ skin လိုက်ဂရုစိုက်ရမှာကိုပြောချင်တာအဓိကနော်အဲ့တော့ဟုတ်တယ်ဘာတွေလုပ်ရမှာလဲလွယ်လေးပါမျက်နှာတက်တာတို့ရေချိုးတာတို့နော်အဲ့ဒီဟာကိုလက်တန့်စင်တာပေါ့အဲ့ဒီဟာရဲ့ပြီးရင် moisturize လုပ်မယ်lotion လိုက်နေပေါ့ပြီးတော့ sun cream လိုက်နေဒါပဲအဲ့၃ခုပဲဒါပေမဲ့အဲ့၃ခုကိုမှနည်းနည်းလေးအကျယ်ချက်ပြီးပြောလိုက်မှာကြတော့ရေပြားလူနာတွေကတော်ကြရင်လေဘာတွေလုပ်ရမလဲဆိုပြီးတော့မသိပဲနေမှာဆိုလို့เนาะပြောပြထားတာကဲအဲ့လိုရေချိုးတာမျက်နှာတက်တာကိုလက်တန့်စင်တာเนาะကိုနဲ့အဆင်ပြေတဲ့ဒီပစ္စည်းကိုသုံးတယ်ပေါ့အဲ့ဟာကိုဂယုမဆိုင်ရင်တော့ရလားဆိုတော့အဲ့ဒါကိုဂယုမဆိုင်လဲရတယ်ဥပမာဒီเนาะကြိုက်တဲ့စက်ပြာနဲ့မျက်နှာတက်မယ်ပေါ့မရဘူးလားရတာပဲအစီကတော့ပြောင်းပါပဲဒါပေမဲ့ဒီနှင်းကူသမားတွေလေအစီနှင်းကူပဲဖြစ်ဖြစ်ရိုးနှင်းကူဒီpsoriasis လို့ခေါ်တဲ့ဂျပွေးနာတယ်နော်အဲ့သူတို့တွေလည်းအဲ့ဒီလိုပဲနော်အရေပြားအပေါ်ရန်အလွှာလေးတွေကမှန်ကောင်းမနေဘူးအနာလေးတွေလိုဖြစ်နေတာအရေပြားအပေါ်ရန်အလွှာတွေကောင်းမနေလို့ဖြစ်တာလေမကောင်းလို့ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ဂယုစိုက်ရဲနဲ့ဒီစက်ပြာကိုလည်း
gentle ဖြစ်တာသုံးရတယ်ပေါ့ gentle ဖြစ်တာအဆိုတက်ထိန်းတာလိုဟာမျိုးเนาะအဲ့လိုဟာမျိုးလေးတွေသုံးမှဒီနှင်းကူသမားတွေကပို့ပြီးတော့တက်တာများသောအားဖြင့်ကျမတို့ရဲ့မြန်မာလူမျိုးတွေကဘာဖြစ်တတ်ကြလဲဆိုလို့ရှိရင်ခန္ဓာကိုယ်ပေါ်မှာအနာပေါက်ပြီဆိုလို့ရှိရင်သူတို့ကဒါတေချာဒါညစ်ပတ်လို့ဖြစ်တဲ့ယောဂအဲ့ဒါကြောင့်မလို့စက်ပြားတွေတေချာတိုက်စက်ပြားတွေအရန်ကောင်းတဲ့စက်ပြားမျိုးပေါ့နော်ထားလိုက်ပါတော့ဓာတ်တော်လိုဟာမျိုးနဲ့ဘက်တီးရီးယားတွေသိစေတယ်ပိုးတွေအကုန်သိတယ်ပေါ့နော်အဲ့လိုမျိုးနဲ့စက်ပြားပြင်းပြင်းတွေသုံးတတ်ကြတယ်ပေါ့ကာဘောလစ်ပေါ့နော်သူတို့အဓိကသုံးတာအဲ့ကာဘောလစ်တို့ဓာတ်တော်တို့နော်အဲ့အဓိကသုံးတတ်ကြတယ်အမှန်မှန်မဟုတ်ဘူးနှင်းကူသမားဆိုလို့ရှိရင်လေအဲ့လိုမျိုးစက်ပြားတွေနဲ့လုံးဝမရအောင်နော်အဲ့လိုမျိုးကြာသူကပိုးသေးတာဟုတ်တယ်ဒါပေမဲ့လေအပေါ်ရန်အရေပြားအလွှာလေးရလဲပါသွားပြီးတော့သူက moisture အဆိုတက်ကိုလည်းမထိန်ထားတော့ဘူးအဲ့တော့ပို့ပြီးတော့ခြောက်တယ်နော်ပို့ပြီးတော့ယောဂတွေပို့ပြီးတော့ရတယ်အဓိကကတော့ကိုယ်နဲ့တင့်တော်တဲ့စက်ပြားလေးသုံးမယ်ပေါ့အဲ့ဒါကတော့ gentle cleanser ကတော့ဒီအရေပြားလူနာတော်တော်များများနဲ့တင့်တော်ပါတယ်အဆိုတက်ပေးတဲ့စက်ပြားမျိုးပေါ့အဓိကပြောချင်တာလို့ကဲမျက်နှာတက်တာရေချိုးတာပြီးသွားပြီဆိုလို့ရှိရင်ချက်ချင်းပဲ moisturizing lotion လိမ့်မယ်နော်မျက်နှာကိုလည်း moisturizer နှုတ်ရည်လိုဟာမျိုးတွေလိမ့်မယ်ခန္ဓာကိုယ်လည်းအဲ့လိုပဲ body lotion တွေလိမ့်မယ်လိမ့်လို့ရှိရင်လေနွေရာသီမှာလိမ့်ရမယ့်ဟာနဲ့ဆောင်းရာသီမှာလိမ့်တဲ့ဟာနဲ့တိတ်ပြီးတော့မတူဘူးเนาะခွဲပြီးတော့လိမ့်ပေါ့အဲ့ဒါမှကိုယ်လည်းနေလို့ကောင်းတယ်ပေါ့เนาะပြီးရင် moisturizer ဘာဖြစ်လို့လိမ့်တာလဲအဆိုတက်ပေးလိုက်တာပေါ့เนาะခန္ဓာကိုယ်ရဲ့အရေပြားကိုအဆိုတက်ပေးလိုက်တာအဆိုတက်ပေးတဲ့အတွက်ငကိုအရေပြားကနော်သူအရေပြားကျန်းမာတယ်ဆိုပြေမှအရေပြားကကျန်းမာတာအရေပြားကျန်းမာလို့ရှိရင်အနာတွေထက်မဖြစ်ဘူးမရဘူးပေါ့နော်အဲ့ဒါအဓိကပဲအဲ့ဒါဆိုလို့ရှိရင်ရုပ်တရက်အရေပြားအနာတွေကြွတာမျိုးတွေနော်နှင်းကူကြွတာမျိုးတွေအဲ့လိုမျိုးတွေမဖြစ်စေတော့ဘူးပေါ့အဲ့ဒီအတွက်ကိုဒီ moisturizer လိုအပ်တယ်အဲ့တော့နှင်းကူသမားပဲဖြစ်ဖြစ်တခြား psoriasis ပဲဖြစ်ဖြစ် SLE သမားပဲဖြစ်ဖြစ်နော်အဲ့လိုဘလို့လူနာမျိုးဖြစ်ဖြစ်moisturizer ကိုကျမကတော့ပေးတယ်နောက်တစ်ခုကကြာ sun cream ပေါ့နော် sunscreening လုပ်တယ်လို့ပြောရဲပေါ့နော် sun cream တွေလိမ့်တယ်အဲ့ဒါကကျတော့နေအောင်ကာကွယ်တာပေါ့နေအောင်ကြည်ရဲ့ UV light အဲ့ဟာကသူက DNA တွေကိုပျက်စီးတယ် DNA ဆိုတော့အရေပြားရဲ့ DNA နော်နေအောင်ကာကွယ်ခိုင်းပေမဲ့နေအောင်မှာလည်းကောင်းတဲ့ဓာတ်တွေရတာရှိတယ်လေနော်ယောဂပိုးသေးတာတို့ဘာလို့ဆိုတာဒီလိုအကျဉ်းမြင့်တော့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ခုနကလိုဒီ vitamin D ရတာတို့ဘာလို့ကြာကောင်းကျိုးတွေရှိတယ်အဲ့လိုကောင်းကျိုးတွေအတွက်ကျတော့နေအောင်လေးကိုဒီခံခိုင်းတာရှိတယ်လို့မျိုးစိုးကျိုးပေါ့နော်သူ့ကြောင့်မို့လို့အရေပြားယောဂတွေပြက်ပို့ပြီးတော့စိုးလာမယ့်ဟာကြောင့်မို့လို့ကျမတို့ကနေအောင်ကာကွယ်ခိုင်းတာအဲ့ဒါဆိုလို့ရှိရင်ခုနကပြော SPF body lotion လိမ့်မယ်ပေါ့နော် SPF 50နဲ့အထက် body lotion လေးတွေလိမ့်လို့ရတယ်မျက်နှာဆိုလို့ရှိရင်လည်း sunscreen လိမ့်မယ်ပေါ့နော်ဒီခန္ဓာကိုယ်လည်းလိမ့်မယ်ပြီးရင်အုတ်ထုတ်ဆောင်မယ်ထိဆောင်မယ်လက်ရှိအင်ဂျီဝတ်ပေါ့အဲ့ဒါနေအောင်တစ်ခါတည်းကောက်ွယ်ပြီးသားဖြစ်မယ်ပေါ့နော်နေအောင်ထိလို့ရှိရင်လေတစ်ခါတလေကြာရင်တချို့ရေပြားယောဂတွေကပိုဆိုးလာတတ်တယ်ဥပမာ SLE ကတော့အတိအကျဆုံးပဲရေပြားလေးပဲနာပြီးရင် psoriasis ဆိုလည်းနေအောင်ကြည်ကြောင်းမို့လို့ပိုဆိုးတာတွေအများကြီးရှိတယ်ဝက်ချန်လည်းအဲ့လိုပဲနေအောင်ကြောင်းမို့လို့ပိုဆိုးတာရှိတယ်လို့ပြီးတော့နေအောင်ကြောင်းမို့လို့သူ့ရဲ့အဲ့ဖြစ်ပြီးသားဟာလေးတွေကလည်းညှိုးသွားရင်မဲမဲလေးဖြစ်သွားတာနေအောင်ကြောင်းမို့လို့အမဲဆက်တွေပို့ပြီးတော့ထွက်လာတာကြံခဲ့နိုင်တာရှိတာပေါ့နော်ပြီးတော့ seborrheic dermatitis ဆိုလို့ရှိရင်အဆီနှင်းကူသမားဆိုလုံးဝပဲပူရင်ကိုပိုဆိုးတာနေအောင်လုံးဝရှောင်ခိုင်းတယ် vitiligo လို့ခေါ်တဲ့ဒီခယူသန်းလူနာသူတို့ကိုကြတော့ဘာဖြစ်လို့နေအောင်ရှောင်ခိုင်းရတာလဲဆိုတော့နေအောင်ထိလို့ရှိရင်သူတို့ကလေဒီအရေပြားကင်ဆာအထိပါဖြစ်လွယ်တယ်သူတို့ကနေအောင်ကိုတိတ်မခံနိုင်ဘူးနေအောင်ထိရင်သူတို့ရဲ့ဖြူနေတဲ့ဟာလေးတွေကမရဲသွားတာနော်အဲ့ဒါကြောင့်မလို့နော်နေလောင်တယ်ပေါ့နေလောင်လွယ်တယ်ပေါ့ဒါကတော့အကြမ်းမြင့်ပေါ့နော်အကြမ်းမြင့်ဒါလူတိုင်းအရေပြားလူနာတိုင်းလိုက်နာရမယ့်ဟာလေးတွေပေါ့နှင်းကူကတော့နှင်းကူနဲ့ပတ်သက်တဲ့နော်ဗီဒီယိုလေးတွေတော့လုပ်ထားရှိတယ်အဲ့ထဲမှာတော့ရှာကြည့်လိုက်အောင်အစီနှင်းကူသမားတွေကိုဆိုလို့ရှိရင်ပြောထားတာအများကြီးရှိတယ်တချို့ဗီဒီယိုတွေတော့ဆိုရင်ထပ်တောင်ထပ်နေတယ်နော်အဲ့တော့ skin care ဆိုတာနော်မျက်နှာလေးကိုပဲ view ဆိုင်ရမှာမဟုတ်ဘူးတစ်ခုလုံးကအရေပြားတွေကိုကို view ဆိုင်ရမှာ take care လုပ်တာကိုပြောတာနော်ဘုဟုတုတ္တတွေလည်းရကြပါစေကျမလှပတော့အရေပြားကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်Bye bye. Skin care ဆိုတာနဲ့ပတ်သက်ပြီးတော့เนาะကျွန်မဒီရေပြားအထူးကုဆရာဝန် PG ဘွားပေါ့ post graduate ဆိုတာဒီဘွဲလွန်သင်တန်းတက်တော့เนาะအဲအကြောင်းလေးပြပြအောင်မယ်ကျွန်မဆရာတယောက်ရှိတယ်သူကအဲ့ skin care တွေအဲ့တုန်းကကြာတော့သူ skin care နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေတခြား beauty vlogger တွေကပြောတာတို့ပါလို့ဆိုသူကတိတ်မကြိုက်ဘူး
skin care ဆိုတာဒီယောဂအတွက်ပဲမဟုတ်ဘဲနဲ့လူတွေကလေထင်နေကြတာဒီအလှပအတွက်ပဲကိုသုံးနေကြပါပေါ့နော် skin care သုံးတာသူမကြိုက်ဘူးအဲ့ဒါဘာဖြစ်လို့မကြိုက်လဲပထမတော့မသိဘူးပေါ့နော်နောက်တော့မှအခုမှတဖြည်းဖြည်းနဲ့သိလာတာဆေးကုတာလည်းကြာလာတဲ့အခါကျတော့ဒီလိုမျိုးလူနာတွေကအခြေပြားလူနာတွေက skin care လုပ်လို့ရှင်ပို့ပြီးတော့သက်သာလာပါလားဆိုပြီးတော့နော်ပို့ပြီးတော့သိလာလို့ပြောပြတာပေါ့အမှန်တော့ဒီ skin care ဆိုတဲ့စကားလုံးလေးကိုလေ1930လောက်ခရဲကအဲ့ Vogue magazine ပေါ့နော်ကမ္ဘာကျော် Vogue magazine မှာသူကအဲ့လိုမျိုးစပြီးတော့သုံးတယ်အဲ့ရစပြီး introduce လုပ်လိုက်တာပေါ့အဲ့ထဲကစပြီးလူတွေကဒီနောက်ပိုင်းမှာသူကလည်း beauty magazine ကိုเนาะအဲ့တော့အဲ့ရနေသိသွားကြတာပေါ့အဲ့တုန်းကကြတော့ကျမတို့ငယ်တုန်းကကြတော့ဒီလောက်လည်းသိမသိကြသေးဘူးပေါ့เนาะ skin care ကိုလူတွေကလည်းအရေးပြားကိုပို့ပြီးတော့ဘယ်လို view ဆက်ရမလဲဆိုတာလည်းသိမသိသေးဘူးအဲ့တုန်းကကြတော့beauty blogger တွေတို့ဒီအလှကုန်တွေကလည်းအမျိုးမျိုးเนาะပေါ်နေပြီးတော့သူတို့ကအဲ့တုန်းက popular ဖြစ်နေတဲ့အချိန်ဆိုတော့အဲ့တုန်းကလည်း skin care အလှပရေးရအဲ့လိုမျိုးတွေနဲ့ပဲတွဲပြီးတော့ဒီစကားလုံးကတွဲပြီးတွေ့နေတာပေါ့နော်အဲ့လို